တတောင်းရှိဟမ်50ခုနှစ်မြောက်ဝင်ရိုးဆုံးမှာရေခဲတွေကြားထဲမှာပိတ်မိနေတဲ့သင်္ဘောတစ်စင်းရှိနေပါတယ်။ Captain Anderson ကသင်္ဘောပတ်လည်မှာရေခဲတွေကိုခွဲဖို့တိုးခွိုက်ကိုအမိန့်ပေးလိုက်ပါတယ်။နိုင်ပေါင်းမားစွာအလုပ်လုပ်ပြီးနောက်သင်္ဘောရဲ့ဆရာဝန်က Anderson ကိုတတိပေးလိုက်တာကအဝေးကမီးလောင်နေတာတွေ့လို့ပါ။ Anderson နဲ့သူ့လူတွေသွားရောက်စစ်ဆေးတဲ့အခါရေခဲပေါ်မှာသွေးတွေကွဲလာနေတာတွေ့ရပါတယ်။ပုံမသေးစားစွာကြီးလိုက်တော့Victor လို့ခေါ်တဲ့တရားရနေတဲ့လူတရားကိုတွေ့ရှိလိုက်ရပါတယ်။သူတို့သူ့ကိုကူညီဖို့စူးစမ်းနေတော့အနီးနားမှာကြောက်မက်ဖွယ်အော်ဒန်တွေကြားလိုက်ရပါတယ်။လူတိုင်းထိတ်လန့်သွားကြပြီး Victor ကိုတင်းမုံမော်အမြန်ခေါ်သွားကတနက်တွေကိုကန်ယူလိုက်ကြပါတယ်။မကြမီပဲအဖွေးဝင်တွေကကြောက်မက်ဖွယ်ကောင်းတဲ့တော်တကောင်ချင်းကလာတာတွေ့ရပါတယ်။သူတို့ချက်ချင်းပစ်ခတ်လိုက်ပြီးမြင်ကြီးစံတွေကထိခိုက်မှုဘာမှမဖြစ်စေနိုင်ပါဘူး။တော်ကတင်းဘောစီရောက်လာပြီးလူတွေကိုတိုက်ခိုက်ကသူတို့ညခွန်အားကိုလွဲလင့်တကူနင်းနှန်းလိုက်ပါတယ်။ပြီးတော့တင်ဘောဖော်တက်လာပြီးဗစ်တာကိုလွှဲရဖို့တောင်းဆိုလိုက်ပါတယ်။အဖွဲဝင်တွေကညှင်းဆန့်လိုက်တော့တော်ကသူတို့ကိုထပ်ပြီးတိုက်ခိုက်ကတယောက်ပြီးတယောက်အလွယ်တကူနင်းနှန်းလိုက်ပါတယ်။အန်ဒါဆန်ကတနက်ကိုကင်ပြီးပစ်ခတ်လိုက်တာမှာနောက်ဆုံးတော့တော်ကိုတင်ဘောကနေကျဆင်းသွားအောင်အပိမေထိမှန်သွားပါတယ်။ဒါပေမဲ့သူကအသက်မသေးသေးဘူး။ဒါကြောင့်အဖွဲဝင်တွေကလေကားကိုအမြန်ဆွဲတင်ကသူပြန်တက်လာမှာကိုတားဆီးလိုက်ကြပါတယ်။ဒေါသထက်နေတဲ့တော်ကတင်းဘောကိုထွန်းပို့လိုက်တော့တင်းဘောအန်ရဲ့ကြနေသလိုစောင်းပွားပါတယ်။ Victor ရဲ့ဝင်ကန်ချက်အန်ဒါဆန်ကထပ်ပြီးပြစ်ခတ်လိုက်ပြီးဒီတစ်ခါတော့တော်ရက်နေတဲ့အောက်ကရေခဲကိုယူရလိုက်တာမှရေခဲကွဲသွားပါတယ်။တော်အမြန်အေးခဲနေတဲ့ရေထဲကျသွားပါတယ်။ခဏအကြာမှာတင်းဘောရဲ့ဆရာဝန်ကအဲ့တဲ့ရိတ်ဒဏ်ရာတွေကိုကုသပေးနေပါတယ်။ Victor ကသူတို့ကိုတတိပေးတာကတော်ပြလာလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူမသိနိုင်ဘူး။ပြီးတော့သူ့ကိုဟန်သားဖို့ထူးစားသူရဲ့အားလုံးကိုထပ်ပြစ်လိမ့်မယ်တဲ့။ Victor ကထို့ပြန်သူကိုယ်တိုင်ကဒီတော်ကိုဖန်နီးခဲ့တာကြောင့်ဝင်ငင်လိုက်ပါတယ်။တော်ပြလာရင်သူ့ကို Anderson လွှဲပေးဖို့တောင်းဆိုလိုက်ပါတယ်။ပြီးတော့ဘယ်လိုစတင်ခဲ့တဲ့ဆိုတဲ့ဇက်လန်ကိုပြန်ပြောပြလိုက်ပါတယ်။ Victor ကနာမည်ကြီးခွဲစိတ်ဆရာဝန်လီယိုပိုးရဲ့သားဖြစ်ပြီးလီယိုပိုးကသူ့မိခင်ရဲ့ဥစားကြောင့်အိမ်အောင်ရခဲ့တာပါ။လီယိုပိုးကအိမ်မှာမကြာခဏမရှိဘူး။ဒါပေမဲ့အိမ်မှာရှိတဲ့အခါသူကအရာအောင်လုံးကိုထင်းချုပ်ပြီးသူ့ဇနီးကိုသူပြောသလိုစားပေးဖို့ထိအသေးမှတ်လုပ်လိုက်စေပါတယ်။ Victor ရဲ့မိဘတွေပတ်စံကြောင့်လဲတားကြောင့်လဲမကြာခဏရန်ဖြစ်ကြပြီးဒါကကလေးကိုအမြဲတမ်းကြောက်ရွံ့စေပါတယ်။ထိုရန်ဖြစ်မှုတွေပြီးနောက် Victor ကငိုနေတဲ့သူ့အမေကိုနှိမ့်တိမ်ပြီးသူ့အထကသူတို့နှစ်ယောက်လုံးကိုမုန်းတင်းနေလာကြောင်းသိရှိလိုက်ရပါတယ်။လီယိုပိုက Victor ကိုစိတ်ပိနာအကြောင်းအရာရာတင်ပြီးမကြာခဏစမ်းတက်ပါတယ်။ကလေးကမားရင်လီယိုပိုကသူ့မျက်နှာကိုတောင်းပန်နဲ့ရိုက်ပါတယ်။တနေ့မှာ Victor ရဲ့အမိကကလေးမွေးတိုင်းသူ့ရမလာကြီးထွက်လာပါတယ်။လီယိုပိုကချက်ချင်းအကူအညီပေးပြီးကလေးကကျမ်းမာစွာမွေးဖားလာပြီးမှညွန့်ညင်းစရာကအမေကထိုလိုနှမ်းခြင်းမှာတေဆုံးသွားပါတယ်။သူ့အမေရဲ့မိတ်ဆွေနဲ့ပတ်မှုမရှိတော့တဲ့အတွက် Victor ကကမ္ဘာမှာတေးလောက်ထဲခင်နေသလိုခံစားလာပါတယ်။ညစ်လူကြလာတော့လီယိုပိုကဖုချင်းအလုံးကိုညီလေးဝီလီယံနဲ့အတူတကွကုံဆုံးစေပြီး Victor ကိုလစ်ရှူရှူခံစားလာပါတယ်။ဒီဆက်ဆံရေးက Victor ကိုစဉ်းစားစေပါတယ်။နိုင်ငံမှာအကောင်းဆုံးဆရာဝန်ရဲ့စောင့်ရှောက်မှုအောင်မှာသူ့အမိဘယ်လိုတည်နိုင်တယ်လဲဆိုတာကိုဒီနေ့မှသူကနောက်ဆုံးသူ့အဖကိုရင်ဆိုင်ပြီးအမေကိုတေဆုံးစေခဲ့ကြောင်းစွတ်တန်ပါတယ်။သူ့လိုချင်တဲ့သားကိုရဖို့အမေကိုတေခွင့်ပေးခဲ့တယ်လို့လီယိုကူကရိုယိုစင်ပဲပြန်ဖြေတာကမိသူမတေချင်းကိုမအောင်နိုင်ဘူးလို့ပါ။ဒါကြောင့် Victor ကဒီနေ့မှသူကိုယ်တိုင်အသက်နဲ့တေချင်းတွေကိုလဝါခွေးစုံလိမ့်မယ်လို့ကတိစာဆိုလိုက်ပါတယ်။ထို့ညမှာသူကမီးတောင်တွေဝင်ဆဲနေတဲ့ကြောင်မတ်ဖဲမောင်တိုင်းကောင်းတမန်ကိုအိမ်မက်မတ်ပြီးဒါကသူ့ကိုအဖထက်ပို့ကောင်းတဲ့ခွဲစိတ်ဆရာဝန်ဖြစ်လာဖို့စွမ်းဆောင်စီလိုက်ပါတယ်။လက်ရှိအချိန်မှာတော်ကရေခဲကိုဖောက်ထွက်ပြီးမျက်စင်ပေါ်ကိုပြန်တက်လာပြီးတင်းမုံကိုထပ်ပြီးရှာဖွေနေပါတယ်။ဒီတော့မှ Victor ကသူ့ဇလန်ကိုဆက်ဖြောပြောက်နေပါတယ်။လီယိုပိုတေဆုံးသွားပြီးတော့ဝီလီယံကိုဗီယက်နာမှာဆွေမျိုးတွေထံပို့လိုက်ပြီး Victor ကလန်ဒန်နဲ့ Edinburgh ကိုသွားခဲ့ပါတယ်။နှစ်ပေါင်းများစွာသူကတက်နိုင်ကြမြအသိပညာကိုတွန်းချဲ့ဖို့ပဲလုပ်ခဲ့ပါတယ်။1855ခုနှစ်မှာ Royal College of Medicine မှာ Victor ကလူတွေတေချင်းကို stop နိုင်ပြီလို့အဆိုပြုပြီးဆိုင်ရှင်တူရဲ့အလောင်းကိုထုတ်ပြလိုက်ပါတယ်။ဒါပေမဲ့လက်ကလက်သမားရဲ့ဟာထပြီး Victor ကသူတို့ကိုချုပ်ဆက်ထားတာပါ။သူကကစ်တီယာကိုခန္ဓာကိုယ်နဲ့ချိတ်ဆက်လိုက်တော့လူတိုင်းအံ့ဩသွားကြပါတယ်။အေဒါကလှုပ်ရှားနေတာကိုမြင်လိုက်ရလို့ပါ။ Victor ကလက်စစ်သားသားကိုတုံးနေပါတယ်။ပါမသားတူကဒါကပြပွဲပူမွေးစားပဲဟာလို့ပြောတော့သူ့ကိုမားရကြောင်တက်သေးပြဖို့သူကဘောလုံးတစ်လုံးကိုပျောက်လိုက်ပါတယ်။အလောင်းကချက်ချင်းဖမ်းလိုက်ပြီးဒါကအုံနာအလုပ်လုပ်နေတဲ့ကြောင်တက်သေးပြပါတယ်။ကျွတ်သားတွေက electric shock ကြောင့်ပဲစုနေတာမဟုတ်ဘူးဆိုတာကိုပါ။
ပါမတာရီကဒီ project ကိုမတန်ရှင်းဘူးယူငင်းစရာကောင်းတယ်လို့ပြောပြီးဖျားတခင်မှသာအသက်ပေးနိုင်တယ်ယူနိုင်တယ်လို့ထောက်ပြပါတယ်ရန်ဖြစ်မှုဖြစ်ပြီးလူစုကအယူဖြစ်သွားကြပါတယ်ဟန်ရီကသူ့ထောင်ကနေတစ်စိတ်ကြည့်နေပါတယ်အလောင်းကိုအဆက်ဖြတ်ဒီနောက်ဗစ်တော်ကအဆအောင်ကထွက်သွားပါတယ်ဟန်ရီကချက်ချင်းသူ့နောက်မှာတွားပြီးဝီလီယံကပုတ်လိုက်တာကြောင့်ဖြစ်ပြီးဝီလီယံကဗစ်တော်ကိုရက်အနှင်းငယ်အတွင်းလာရောက်လဲပဲမယ်ဆိုတာကိုရှင်းပြပါတယ်ဝီလီယံကသူ့စိတ်နေတဲ့သူသမီးနဲ့ mix up ပေးဖက်မယ်လို့ပြောပြီးသူမကဟန်ရီကသူမလည်းထစ်ပါတယ်ဗစ်တာကသူ့ presentation အကြောင်းမေးတော့ဟန်ရီကတားပါပေမဲ့ဗစ်တာကအရင်စိတ်လှရှားနေလို့အမားတွေလုတ်ခဲ့ကြောင်းပြောပါတယ်ဟန်ရီကသူ့ကို Edinburgh မှာထနော့3ရက်ထပ်နေခိုင်းပြီးအန်အောဖွယ်ရအချက်တစ်ခုပြပြပြီလို့ပြောပါတယ်3ရက်အကြာမှာဗစ်တာကဟန်ရီကနေရင်ကိုလာရောက်ပြီးတူဒေနာကိုယူလာပါတယ်ဟန်ရီကသူကိုယ်တိုင်စစ်တပ်ခွဲစိတ်ဆရာဝန်ဖြစ်ခဲ့ကြောင်းအာယုံကျောစနစ်တစ်ခုလုံးကိုအမှုပညာလက်မှုလက်တကောင်ထိမ့်သိမ်းထားတဲ့တစ်ပြရဆောင်ကိုဖော်ပြလိုက်ပါတယ်သူတို့လူခန္ဓာကိုယ်ကစွမ်းရည်ကိုဘလို့သိမ့်သိမ်းနိုင်လဲဆိုတာကိုဆွေးနွေးကြပြီးဒါကဗစ်တာကိုသူ project တိုးတက်အောင်အကြံဉာဏ်များခံပေးပါတယ်ဟန်ရီကသူ့အရင်စင်အားလုံးကိုဗစ်တာနဲ့ sharing လုပ်ဖို့ကန့်လန့်မှုပြုပြီးသူကအသိပညာပဲလိုချင်တယ်ဆိုတာကိုကတိပေးလိုက်ပါတယ်ပြီးတော့မှကျေးဇူးတစ်ခုတောင်းနိုင်တယ်ဆိုတာကိုဗစ်တာကစဉ်းစားမိလို့ပြောပြီးသူ့ညီလေးကိုမီဒဝေးလေးပဲထားသွားပါတယ်ဝီလီယံကဗစ်တာကိုသူ့စိတ်နေတဲ့သူသမီးနဲ့ mix up ပေးပြီးအတူတကွညစာစားကြပါတယ်ဒါပေမဲ့ဝီလီယံကဗစ်တာကအမြဲတမ်းအာယုံစိုက်ရုပ်ရှာနေတဲ့သူဖြစ်ပြီးအဲလီဇဘက်ကသူ့ကိုအယူလို့ပြောတဲ့အကြောင်းအခါပွဲကချက်ချင်းငိမ့်ဖျက်သွားပါတယ်အဲ့ဒါအခါမှာဗစ်တာကတွေးအံတော့ဆီယာဝင်ကသူ့ကိုဆေးပေးပါတယ်ရုတ်တရက်အပြင်ကအဖွဲဝင်တွေအော်နေကြပြီးတယောက်ကအန်ဒါဆင်ကိုခေါ်လာပါတယ်တယောက်ကတရဝနီးကလာတာစီတွေ့တာကိုပါဒါပေမဲ့အန်ဒါဆင်ကကြည့်လိုက်တော့ဘာမှမတွေ့ရပါဘူးအဖွဲဝင်တွေကြောက်ရွံ့နေတဲ့ဘက်ကြောင့်ဗစ်တာကိုဖေရှားစေချင်တယ်လို့ထင်ကြပါတယ်ဒါပေမဲ့အန်ဒါဆင်ကဗစ်တာသူ့ကဝေးအောင်မှရှိနေကြောင်းပြောပါတယ်အနီးနားမှာတရဝါကတင်ဘောကိုစောင့်ကြည့်နေပါတယ်အန်ဒါဆင်ပြောင်းဝင်သွားတော့ဗစ်တာကသူ့ဇန်လန်းကိုဆက်ပြောပြပါတယ်အစင်မပြေတဲ့ညစာစားပွဲပြီးပြီးနောက်ရတဖတ်ဒီနောက်ကြမှာဟန်ရီကနီကိုညရကိုလူမယောနိုင်တဲ့နေရာမှာရှိတဲ့စွန့်ထက်မထားတဲ့ရဲစင်ဦးတန်ကိုအယောင်ခွပြလိုက်ပါတယ်ဗစ်တာကနောက်ဆုံးအဆိုကလက်ခံပြီးရဲစင်ဦးတန်ကိုအကောင်းဆုံးမြတ်ခွင်ကိုလာပြောင်းလဲဖို့လိုအပ်တဲ့အကြောင်းအလုံးကိုပြောပြလိုက်ပါတယ်ပြီးတော့ဗစ်တာကအနီးဆုံးမြို့ကိုမကြခဏလာပြီးချိတ်ထားတဲ့ရာဇဝေကွန်ရဲ့အလောင်းတွေကိုဝေပြီးအစိတ်အပိုင်းတွေကိုရယူလာပါတယ်တနေ့မှသူကအညက်ပန့်လေးတွေကိုမြင်လိုက်ပြီးသူ့အတွက်ဆင်တက်တဲ့တရုသမီးတအူးကိုဖန်တီးဖို့လိုတာကိုကန်ဆယ်မမိသွားပါတယ်အဲ့ဒီကညတော့ရာလီသူကမျိုးပေါ်မှာလေသွားပြီးတလားမမြင်တဲ့တလမလန်ကြီးမျိုးကိုထောက်လှမ်းပြီးကြည့်နေပါတယ်အဲ့ဒါခါမှာဒေါ်ဘာထွက်နေတဲ့စိုက်ခိုကြီးကသူတက်နေတဲ့ရှန့်ဘက်ကသူ့ကိုပူးကြလိုက်ပြီးသူကထောက်ထားထားတဲ့ဟာကိုသူ့ခိုရှင်ကလက်ယူလိုက်တဲ့အပြင်တလမလန်နာထုတ်ပစ်သွားပါတယ်အမ်ပြေကနေထွက်သွားတဲ့အခါတန်လင်းတဲ့ထက်ကြီးကသူ့ကိုဖမ်းပင်သွားပါတယ်ဟန်ရီကဗစ်တာကိုကိုရိုင်းနဲ့ရင်ဆိုင်ပြီးသူကအမျိုးသမီးတယောက်ကသူ့ကိုအာယုံလွဲပေးနေတယ်လို့ပြောပါတယ်ဟန်ရီကစစ်တပ်မကြခင်ပြီးဆုံးတော်မယ်ဆိုတော့ဗစ်တာကိုနောက်ဆုံးတစ်ပတ်လောက်အချုံးတက်နိုင်ဖို့အခွင့်အလမ်းပေးလိုက်ပါတယ်အချိန်တလာတော့အဲလီဇဘက်ကတားခွင့်ကိုမှဗစ်တာကိုလာလန်တယ်သူကသူတို့ကြအချင်းညောင်းတစ်ခုရှိတယ်လို့ခံလာပြီးသူမကိုနမ်းပြီးလိုချင်တယ်ဆိုတာကိုပြောလိုက်ပါတယ်ဒါပေမဲ့အဲလီဇဘက်ကဆုတ်သွားပြီးသူမကဝီလီယံကိုရွေးချယ်ထားပြီးသားအကြောင်းကိုပြောပါတယ်သူမထွက်သွားပြီးနောက်ဗစ်တာကသူနှစ်သားတကွာသွားပြီးကိုရေချိုးစင်းလာနေပါတယ်ဒါကြောင့်သူကိုစိတ်ကူတက်လာပြီးသူစမ်းသပ်မှုမှာဘာတွေပြနေလဲဆိုတာကိုနောက်ဆုံးသိလိုက်ရပါတယ်သူကဘက်ထရီရဲ့အချိတ်ဆက်ကိုပြောင်းလိုက်ပြီးနောက်ဆုံးအလောင်းတစ်ခုကိုပြန်လှုပ်ရှားစေနေပါတယ်ပြီးတော့ဟန်ရစ်နဲ့ဗစ်တာကစီမီပုံကိုတွားပြီးတက်နိုင်သမျှအများဆုံးအလောင်းတွေကိုစုဆုံးလိုက်ပါတယ်နောက်ရက်ပေါင်များစွာမှာဗစ်တာကအလောင်းတစီစီကနေအကောင်းဆုံးအစိတ်ပိုင်းတွေကိုပဲရွေးချယ်ပြီးလူတစ်ယောက်ကိုအစားအဆုံးတိစောက်ဖို့ကြိုးစားနေပါတယ်ဟန်ရီကတခါတည်းလာရောက်ပြီးလုပ်ငန်းစဉ်ကိုတပ်ဖို့ရိုက်နေပါတယ်ညတစ်ချိန်မှာဗစ်တာကမုန်တန်းလာတော့မယ်ဆိုတာကိုသတိပြုပြီးတရဝါကိုနိုးဖို့အသင်းကိုပြင်ဆင်လိုက်ပါတယ်ပြီးတော့ဟန်ရီကိုရှာတော့လိုက်တော့မှန်နှောင်းကဖုံးနေတာကိုတွေ့ရပါတယ်သူ့ခေါင်းမှာစပင်နီးပါမရှိတော့ပါဘူးအဲ့ဒါကသူကစပင်ကျိုးထူလာတက်နေပြီးသူကကင်ဆာရောဂါခံစားနေတာကြောင့်ကိုဖုံးခွေထားတာကြောင့်သူ့အသက်ရှင်ကမကြတော့တာပါဟန်ရီကနောက်ဆုံးသူ့လိုချင်တဲ့ဂျေဇုကဘာလဲဆိုတာကိုထုတ်ဖော်ပြောလိုက်ပါတယ်သူ့အုံနောက်ကိုတရဝါတဲ့အစားထိုးပြီးဆက်အသက်ရှင်နေခြင်းတို့ဗစ်တာကညှစ်ဆန်လိုက်ပြီးအပေါ်ထပ်ကိုရီးတွဲပါတယ်ရဲစင်ကိုတန်းခုံမိုးမှာဗစ်တာကမင်းဝိုင်းတပ်မှာတက်ပြီးတရဝါကိုလက်စစ်ပြီးနဲ့ချိတ်ဆက်ထားတဲ့ဝင်းကိုင်းကိုတက်ဆင်လိုက်ပါတယ်သူပြန်ဆင်းလာတော့ဟန်ရီကသူ့ကိုပြန်ဆင်းစားပြီးတောင်းပန်နေတာတွေ့ရပါတယ်သူကသူ့ပတ်စံအားလုံးကိုပေးမယ်အဲလီဇဘက်ကိုပါပေးမယ်လို့ကန့်လန့်မှုပြုပါတယ်ဗစ်တာကထက်ညှစ်ဆန်လိုက်ပြီးကင်ဆာကဟန်ရီရဲ့အစိတ်ပိုင်းအားလုံးမှာ
အုံနောက်ပြီးတော့အသွေးအထိညင်ပိုးနေတဲ့အကြောင်းရှင်းပြပါတယ်။ဒေါက်တာထွက်နေတဲ့ဟန်ရီကကီတီယာရဲ့အစိတ်ပိုင်းတစ်ခုကိုကောက်ယူပြီးမြင်းဝိုက်တဝင်ကိုင်းကြီးထဲမှာပြစ်လွန်ပစ်ချမယ်လို့ချင်းချောက်ပါတယ်။ ဗစ်တာကပြန်ယူဖို့ကြိုးစားတဲ့အခါရန်ဖိမှုမှာအစိတ်ပိုင်းနဲ့ဟန်ရစ်နှစ်ယောက်လုံးဝင်ကိုင်းကြီးထဲကြော့သွားပြီးဟန်ရစ်ချက်ချင်းတီးဆုံသွားပါတယ်။ဗစ်တာကအောက်ထပ်ကိုရေးဆင်းသွားပြီးအလောင်းကိုစစ်ဆေးပြီးနောက်အစိတ်ပိုင်းကိုကောက်ယူပြီးစက်နဲ့ချိတ်ဆက်လိုက်ပါတယ်။ကံမဆိုးတဲ့အတွက်ကြတော့ကီတီယာမှာပြဿနာတွေရှိနေလို့သူကအရာအားလုံးကိုအမြန်ပြင်ဆင်ရပါတယ်။လက်စစ်တာကနောက်ဆုံးရိတ်ချလာတော့မိဖူးလေးတွေကတခွင်ကိုပြေးလာပြီးလက်စစ်တာကတရဝါရဲ့ခန္ဓာကိုယ်ထဲစီးဝင်လာပါတယ်။ပြီးတော့ဗစ်တာကကီတီယာကိုဖြုတ်ပြီးတရဝါရဲ့သွေးခုန်တန်ကိုစစ်ကြည့်ပေမဲ့ဝမ်းနဲ့ဆရာကဘာမှမရှိပါဘူး။သူကဒေါသနဲ့အော်ဟိပြီးနောက်သူ့ဤခန်းကိုတွားပြီးမှောင်တိုင်းကောင်းတမန်ကိုပြန်အိမ်မက်မှတ်ပါတယ်။နောက်နေ့မနက်ဗစ်တာကသူ့အမေသူ့နာမည်ခေါ်နေတာကြားလိုက်တဲ့အခါနိုးလာတော့မှောက်ကြည့်လိုက်တော့ဗစ်တာကသူ့ရှေ့မှာရက်နေတာကိုတွေ့ရပါတယ်